တငယ်ချင်းတို့ကိုဒီနေ့ပြောချင်တာကအသက်ရွယ်သူတွေ level တန်းတွေပေါ့ level တန်းတွေမှာကျမ်းမာရေးကောင်းပြီးတော့လှုပ်ချင်တာလှုပ်စားချင်တာစားနေတဲ့သူတွေရရှိလိမ့်မယ်ဟုတ်ပြီအဲ့လိုမျိုးလူတွေရှိပြီးတော့ကိုကြတော့စားချင်တာမစားရတောက်ချင်တာမတောက်ရလှုပ်ချင်တာမလှုပ်ရပဲကျမ်းမာရေးချူကြပြီးတော့ဈေးုံဈေးကံပဲတွားနေရတယ်ဟဲ့ဆိုရင်ဘာဒီကွာလို့လဲဆိုတာစဉ်းစားအဲ့တော့တကယ်ချင်းတို့အနေနဲ့လေလေ့ကျင့်ခန်းတွေလှုပ်တင်တဲ့ကျမ်းမာရေးတွေလှုပ်တင်တဲ့ဒီကောင်ကဘာဖြစ်လို့ပြောနေတာတော့ဆရာကြီးလားဒီကောင်ပြောတာလည်းမခံနဲ့ဟုတ်လေကျမ်းမာရေးကောင်းကောင်းပေါ်နဲ့စားချင်တာစားမယ်တောက်ချင်တာတောက်မယ်ငါဆိုဘီယာကြိုက်တယ်ဘီယာကြိုက်တော့တောက်တယ်လှုပ်ချင်တာလည်းလှုပ်တယ်ခန္ဓာကိုယ်လည်းထိန်းတယ်ကျမ်းမာရေးလှုပ်တယ်လေ့ကျင့်ခန်းလှုပ်တယ်အဲ့လိုမျိုးပေါ့ကိုဥမာကိုဘီယာကြိုက်တယ်ဝီစကီကြိုက်တယ်တောက်မယ်စားမယ်သွားမယ်လာမယ်ဟေ့ဆိုရင်လည်းတစ်ဖက်ကကျမ်းမာရေးကောင်းဖို့အတွက်လေ့ကျင့်ခန်းတွေလည်းလုပ်ဖို့လိုအပ်တယ်ဘိုက်ကြီးတွေပူဆေးုံဆေးကမပြတ်နေလို့ထိုင်လို့မကောင်းမဖြစ်စေချင်ဘူးငယ်ချင်းတို့ကမဖြစ်စေချင်လို့ပြောတာပေါ့အဲ့တော့ဆေးုံဆေးကမတော့စိတ်မငြင်းရလေအောင်စိတ်မငြင်းစေခြင်းကွာပတ်စံလည်းမကုန်စေခြင်းအဲ့တော့လူတွေတကယ်ချင်းတို့လေ့ကျင့်ခန်းလုပ်လို့ရအောင်ဆိုပြီးရုံဖွင့်ဖို့ရုံတရုံဖွင့်ဖို့လည်းကြိုးစားနေတယ်ရုံဖွင့်ဖို့လုပ်နေတယ်အဲ့ဒါလည်းကန်ဆယ်မဲနှိုက်ပြီးတော့ဘယ်မြို့နယ်မှာဖွင့်ပြမယ်ဆိုတော့ဖွင့်မယ်အဲ့တော့တကယ်ချင်းတို့လေ့ကျင့်ခန်းလုပ်ကြပါကဲကျင်တိုင်းကဲတောက်ချင်တိုင်းတောက်စားချင်တာတွေစားနိုင်အောင်လို့လေ့ကျင့်ခန်းလုပ်ကြပါလို့တကယ်ချင်းတို့ကိုတိုက်တွန်းကြပါတယ်မလုတ်ဖြစ်ဘူးဆိုတာမဟုတ်လုတ်ကိုလုတ်ဖြစ်တယ်လုတ်ကြည့်လိုက်လုတ်ကိုလုတ်ဖြစ်တယ်တော့မအားလို့ပါလို့အချိန်လေးပေးလို့ရပါတယ်တဲ့အချိန်လေးနည်းနည်းလေးအားလိုက်အားပြီးတာနဲ့လေ့ကျင့်ခန်းလုတ်ဖို့ကိုခေါင်းနဲ့ထဲတာအချိန်မရမကပေးကျွန်တော်ရုံဝင်ကြီးကဘယ်တော့မှမရှိဘူးကျွန်တော်ဟိုဘီယာတဝိုင်းလာတော့မရှိဘူးเนาะအဲ့တော့လေ့ကျင့်ခန်းလုပ်ကြပါ